ခင်မရှိရနောက်ပိုင်းဒီဇွဲမှာလူဆုံးတာဒါပထမဆုံးပဲဒါမဲ့အမွေကိစ္စနဲ့ဆုံးတာဆိုတော့ဝမ်းနဲ့ရမှာလားဝမ်းတာမှာလားတော့မသိတော့ နင်တော်လိုက်တော့နွေငါတို့အကုန်လုံးလောပြက်ခံပြီးတော့ဒီမှာနေပေးနေရပဲစကားကြီးလှက်ပဲပြီးပြောနေစမ်းပါလေ ငို့မြင်ရတော့ပြန်ငါတို့စမ်းတက်နေလို့ထင်တာပဲလူမရှင်းတော့ဘက်မှာငါတို့တွေဘယ်လောက်ထိညှို့ကြရဆိုတော့သိကျင်လို့ဒီလိုစမ်းတက်တာဖြစ်နိုင်တယ် ညီညွတ်မဟုတ်လားဟာတာရင်ပြောပါနဲ့ရဲမှာရှိရလူအားလုံးကအချင်းချင်းအရှင်လက်လက်မြင်းမြုပ်ချင်တဲ့လူတွေကြီးပဲ 你们在六百元，他们一起杀了没有了？完了，我要我带点便宜了。是老跟他说别的，平地人的呀啦。 ငါလည်းချမ်းသာကြတာမဟုတ်ဝေးရဒါမှမဟုတ်နှစ်ယောက်ကြာလို့မျိုးချမ်းသာရဲ့မိမတယောက်တော့ငါရှာပေးလိုက်မယ်ငါလည်းနှိမ့်ဆက်ခံရတဲ့အချိန်နင့်လိုငြိမ်ခံနေမှာပေါ့ 你妈这个表的。啊对嘞，我说我别做了，没得。 ရှော့ဖြစ်နေရတယ်ငါမင်းသွားချလာအောင် အခုမှတေချာကြည့်မိရဲ့ဒီရင်ကြီးကအရင်တိုင်းပဲနော်ပြင်ပြရရည်လဲဘာမှတခုမှခုတင်မပြင်ရသေးဘူးငါတို့ငယ်ငယ်အတိုင်းပဲ ပြောင်းလဲသွားတာလူတွေပါဖေကဒီရင်ကြီးကိုပြင်ဖို့ထက်နင်တို့ရဲ့အကြောင်းစိတ်လုပ်ငန်းစိတ်တွေကိုထောက်ပံ့ဖို့အတွက်ပဲလှုပ်လှုပ်နေကြရတယ်တောက်သွင်းအဲ့ကဘာလုပ်နေရ ပန်းလိုက်တာကိုကြီးအားခြေတံမပေးပါမပေးနဲ့ ဇော်ကြီးမင်းငယ်တော့အကျင့်နေမပြောက်သေးဘူးလား ကိုကလည်းဒီပြည့်စုံကျွန်တော်ယူမလို့မဟုတ်ပါဘူးညာအိမ်မပြောလို့လမ်းလျှောက်ရင်းနဲ့လှလို့ဆိုပြီးတော့ဂိုင်ကြည့်ညာ ဇော်ကြီးမင်းတော့သတိပေးမယ်နော်ဒီ9ရက်အတွင်းမှာအင်အားပစ္စည်းတစ်ခုပြောက်လို့တော့ငါအဆုံးမဆုံးနဲ့မင်းကအမွေစင်းနဲ့ထုတ်ဖို့တော့ငါအဆောင်ကိုစူးစမ်းပါငါရှင်းနေတယောက်ဆိုတော့မင်းမင်းနဲ့ ကိုအမကိုလောက်ကြပါဦးနင်းညာညီမခန်းတဲ့ကိုတရားဝင်ရှာသွားရတင်တယ်ဖေညီမကိုပေးထားတယ်လက်စွပ်လေးရှာမတွေ့တော့လို့ နင်တေချာရှာပြီလား ဟုတ်မှာ ကျွန်တော်တို့အဲ့လိုမကြည့်နဲ့နော်ကိုလောက်တာဆိုကိုခံရတယ်သူ့လက်စွပ်ပြောက်တာကျွန်တော်လည်းမဆိုင်ဘူး ဒီမှာအဲ့လိုလုပ်တတ်တာဆိုလို့နင်တယောက်ပဲရှိရလေနေမဟုတ်ရင်ဘယ်တော့မှ နင်ကမဆွဆွဲနဲ့နော်နင်အောင်ဘာထူးလို့တော့ပတ်စံလိုနေရမလားရန်ကုန်မှာကျွေးတွေဝိုင်းပြီးတော့ပတ်ပြေးနေရဆိုတော့ငါသိရနော် စကားလမ်းကြောင်းလွဲမနေနဲ့နေနဲ့ကိုကြီးနဲ့မင်းညအဲကန်ထဲမှာပြောနေရတယ်ငါကုန်ကြရနော် တော့ကြပါတော့ဟာနင်းတို့ကလည်းအဖေဆုံးတာဘလောက်မှမကြသေးဖြစ်ပြန် ဆိုတူတူဒီမှာနစ်လက်စော့ရေချိုးရဲ့နဲ့မှာတွေ့လို့ငါယူလာတခုဆိုတေချာမကြည့်ပဲနဲ့ရှောက်မပြောနဲ့ ဟုတ်မှာ အလုံးတစ်ခုတော့ဒီထားကြအောင်နော်ဒီရင်ကြီးမှာငါတို့9ယောက်လေးရှိရမဟုတ်အဖေကငါတို့ကိုအမြဲကြည့်နေတာငါတို့တွေတယောက်ကိုတယောက်မယုံကြည်နိုင်ကြသေးရတော့ဒီ9ရက်လုံးကငါတို့အတွက်ငရဲကြတယ်လို့ဖြစ်နေမှာ